The Movie Drive နဲ့မှာကြိုဆိုပါတယ်ဒီနေ့မှာတော့ Lupin the Third ဆိုတဲ့ animation ရုပ်ရှင်ကိုအညွှန်းပြပြပေးတော့မှာဖြစ်ပါတယ်ဇလန်းအစအဆုံးပြောပြမှာဖြစ်လို့ကြိုတင်သတိပေးပါရစေအေးဆေးဆေးအနားယူရင်ခန်းစားကြည့်ရှုလိုက်ပါဇလန်းဟာသမိုင်းပညာရှင်ပါမုခ Pressing ကသူတန်ဖိုးထားရတဲ့ရွှေရောင် diary စာအုပ်နဲ့စာအုပ်ဖွင့်တဲ့တော့ကိုသူ့မိသားစုစီယုံကြည်စိတ်ချစွာအနံ့ရကနေစတင်ခဲ့ပါနဲ့ဒီတန်ဖိုးကြီးစာအုပ်ထဲမှာ Eclipse ခေါ်တဲ့အလွန်ကြီးကျယ်တဲ့ယတနာတစ်ခုစီတွားရလမ်းညွှန်ချက်တွေပါဝင်နေတဲ့ဆိုတာကိုကျွန်တော်တို့သိလိုက်ရပါတယ်လူအများအပြားဟာဒီစာအုပ်ကိုသူတို့လက်ထက်ရဖို့ဘာမှမဆိုလုပ်ကြမှာပါပါမုခရဲ့မိသားစုဟာစာအုပ်ကိုယူပြီးထွက်ပြေးသွားတာနဲ့တပြိုင်နက်ဂျာမန်စစ်သားတစုဟာသူ့အိမ်ကိုရောက်ရှိလာပါတော့တယ်ဂျာမန်စစ်သားတွေဟာပါမုခစီမှာရွှေရောင် diary မရှိတော့ဘူးဆိုတာသိသွားတဲ့အခါသူ့ကိုတနက်နဲ့ပစ်တက်လိုက်ကြပါတယ်တစ်ချိန်တည်းမှာပဲပါမုခ President မိသားစုဟာထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေတော့နောက်ကနေကားတစ်စီးလိုက်လံတိုက်ခတ်တာကိုခံရပါတယ်အဲ့ဒီကားမောင်းသူဟာ Andy Number အဖွဲ့ကပါမုခ Lambert ဖြစ်နေပါတယ်ကားမောင်းရင်လိုက်လံတိုက်ခိုက်မှုကြောင့်မိသားစုဝင်တွေအာယုံလွင့်သွားခဲ့ခဏပါပဲကားမောင်းသွားပြီးအဲ့ဒီဖြစ်ရမှာဇနီးမောင်နှံနှစ်ဦးစလုံးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့သမီးလေးကတော့ကားမောင်းတဲ့အထက်ကနေအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ပါမုခ Lambert ဟာစာအုပ်ဖွင့်တဲ့တော့ကိုခိုးယူနိုင်ခဲ့ပေမဲ့တော့ကိုသူရရှိသွားခဲ့ပေမဲ့လိုက်လံတိုက်ခိုက်နေစဉ်အတွင်းပျောက်ဆုံးသွားခဲ့တဲ့ရွှေရောင် diary ကိုတော့ Lambert တယောက်ရှာမတွေ့ခဲ့ပါဘူးနှစ်အနည်းငယ်ကြာပြီးနောက် Paris မြို့မှာ diary ရဲ့တကယ်ပိုင်ရှင်ဖြစ်သူပါမုခ Pressing ရဲ့အထိမ်းအမှတ်ကွယ်ပြုလုပ်စဉ်မှာအဲ့ဒီ diary ကိုပြန်လည်တွေ့ရှိခဲ့ပါတယ်အခမ်းအနားမှုကလူအများရှေ့မှာ diary ကိုထုတ်ပြလိုက်တဲ့အချိန်မှာပဲအဆောက်အဦထဲမှာရှိနေတဲ့စာပုတ်သမားတယောက်ကအချိန်တိုင်းရဲ့အကြီးကျယ်ဆုံးရာသဝတ်ကောင်လို့ကြော်ကြားတဲ့ Arsenic Lupin စီကပေးစာတစ်စောင်ကိုကင်ဆောင်ထားတာတွေ့ရတာကြောင့်ချက်ချင်းဆိုသလိုပဲလုံခြုံရေးဝန်ထမ်းအားလုံးဟာအထူးဂရုစိုက်ပြီးနိုးနိုးကြားကြားဖြစ်သွားကြပါတယ်လုံခြုံရေးတွေဟာအထူးနိုးနိုးကြားကြားရှိနေပြီး diary ကိုဗန္ဒတိုက်ထဲပြန်ထည့်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာစာပုတ်သမားက diary ကိုယူဖို့ကြိုးစားပြီးမြင်အမျိုးသမီးလုံခြုံရေးအရာရှိတဦးကတားဆီးလိုက်ပါတယ်သူဟာ Lupin ကိုယ်တိုင်ဖြစ်နေတာကိုသူမကရေးမိသွားတာပါဒါကပဲမြို့ရဲ့နာမည်အကျော်ဆုံးရာဇဝတ်ကောင် Lupin ကိုဖမ်းဖို့တသက်လုံးအချိန်ကုန်ခံခဲ့တဲ့စုံတောက်ဇင်းဒီကာရာကိုချက်ချင်းရောက်လာစေပါတယ်Lupin ဟာသူ့ကိုယ်ပေါ်ကနေဓာတ်ငွေ့တွေထုတ်လွှတ်ပြီးအမိုးပေါ်ကနေအလဲတကူထွက်ပြေးသွားခဲ့ပါတယ်အမျိုးသမီးရာရှိဟာ diary ကိုလုံခြုံရေးတစ်တာထဲပြန်ထည့်ကိုတာဝေပေးအပ်ခံပြီးမြဲသူမနဲ့အတူလိုက်ပါလာတဲ့နောက်ထပ်လုံခြုံရေးရာရှိတဦးကိုသူမကပဲပြန်လဲတိုက်ခိုက်နှိမ်နင်းလိုက်တာကိုကျွန်ုပ်တို့တွေ့လိုက်ရပါတယ်ဒီအမျိုးသမီးဟာ diary ကိုခိုးယူဖို့တာဝန်ပေးခံထားတဲ့လက်တိရှာဆိုသူချင်းပဲကျွန်ုပ်တို့သိလိုက်ရပါတယ်သူမဟာလုံခြုံရေးတစ်တာထဲကနေ diary နဲ့အတူထွက်ပြေးဖို့ကြိုးစားနေတော့ရုတ်တရက် Lupin ကသူမလက်ထဲကနေ diary ကိုလူယူသွားခဲ့ပါတယ်သူမကစာအုပ်ကိုပြန်ရဖို့နောက်ကနေလိုက်လံဖမ်းဆီးရမှာအဆောက်အုံပေါ်ကနေပြုတ်ကျလူနီးပါးဖြစ်သွားပေမဲ့ Lupin ကသူမကိုဖမ်းထိန်ပြီးကဲတင်လိုက်ပါတယ်လက်တိရှာကdiary ကြဆက်လက်လိုက်လံဖမ်းဆီးပေမဲ့အဆောက်အုံတစ်ခုကနေတစ်ခုကိုခုန်ကူးသွားတဲ့ဝါရင်တစ်ခုကြီးကိုတော့မရှင်းနိုင်ခဲ့ပါဘူးLupin က diary ဟာအခုတော့သူ့ပိုင်ဆိုင်မှုဖြစ်သွားပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြောနေတော့မှာပဲဖူဂျီကိုလို့ခေါ်တဲ့မိန်းကလေးတယောက်က Lupin ဘာမှမလုပ်နိုင်ခင်မှာပဲ diary ကိုလူယူသွားပြီးရဟရင်နဲ့ထွက်ပြေးသွားပါတယ်အဲဒီနောက်မှာစုံတောက်ဇင်းဒီကာရာနဲ့ရဲအရာရှိတွေဟာအမိုးပေါ်ကိုရောက်လာပြီး Lupin မိုးဝိုင်းထားလိုက်ကြပါတယ်အတော်ကြာရုန်းကန်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ Lupin ကိုနောက်ဆုံးမှာဖမ်းမိသွားကြပါတယ်ရဲတွေဟာလက်တိရှာကိုလည်းဖမ်းဖို့ကြိုးစားခဲ့ပေမဲ့သူမကလေထီးကိုအသုံးပြုပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ရဲတွေလက်ကနေထွက်ပြေးနေစဉ်အတွင်းမှာလက်တိရှာကသူမရဲ့အဖိုးစီဖုန်းဆက်ပြီး diary ကိုပြန်မယူနိုင်ခဲ့တဲ့အတွက်တောင်းပန်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်သူမရဲ့အဖိုးဖြစ်သူကသူမရဲ့ပေါ့စားမှုကိုစူးပူချိန်မောင်းပြီးသူတို့နှစ်ဦးကြားကသဘောတူညီမှုကိုဖျက်သိမ်းလိုက်ပါတယ်သူတို့နှစ်ဦးကြားကသဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇက်အိမ်ဟာရုတ်တရက်လှုပ်ဝက်ပြီးအောက်ခံတစ်ခုစီရောက်ရှိသွားပြီးအဲ့ဒီမှာပါမောက္ခလမ်းပတ်နဲ့ရာဇဝတ်ကုံကောင်ဆောင်ဂျာရတ်တို့ဦးဆောင်တဲ့ထွက်ပြေးတိမ်းဆောင်နေသူတစုအစည်းအဝေးလုပ်နေကြကိုတွေ့ရပါတယ်ပါမောက္ခလမ်းပတ်ဟာသူတို့တစ်သက်လုံးရှာဖွေနေခဲ့တဲ့ရွှေရောင် diary ကိုနောက်ဆုံးမှရရှိပြီဆိုတဲ့သတင်းကိုသူ့လက်ပါစီတယောက်စီကနေကြားလိုက်ရတာကြောင့်အားလုံးကပျော်ရွှင်နေကြပါတယ်ဒါပေမဲ့တခုတည်းသောပြဿနာကတော့အဲ့ဒီ diary ဟာစိတ်ရန်တရားစနစ်တစ်ခုနဲ့ပိတ်ထားတာဖြစ်ပြီး diary ကိုဖွင့်နိုင်ဖို့အတွက်တခုတည်းသောတော့ကိုသူတို့မရရအောင်ရှာဖွေရမှာပဲဖြစ်ပါတယ်Lupin ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ဂုဏ်သားနဲ့ရုတ်တရက်ရောက်ရှိလာကြပါတယ်သူတို့တွေကတယောက်ကတော့ဒိုင်ဆူကေကြည့်ခင်ဖြစ်ပြီးသူဟာတနက်ပြက်အလွန်ကျွမ်းကျင်သူဖြစ်ကသူအမြဲတမ်းဆောင်ထားလေးရှိတဲ့ပစ္စတိုးတနက်တွေနဲ့ပတ်သက်ရင်ဆရာတစုဖြစ်ပါတယ်သူဟာလိုက်လံဖမ်းဆီးနေတဲ့ရဲကဘိန်းတွေကိုတိတိကျကျပစ်ခတ်ပြီးချက်ချင်းဆိုသလိုကားမောင်းသွားအောင်လုပ်ကရဲတွေကိုတားဆီးလိုက်ပါတယ်အခြားဂုဏ်ဝင်တယောက်ကတော့ဂိုအီမိုနီရှိကာဝါဖြစ်ပြီးသူကတော့စက္ကန့်ပိုင်းအတွင်းလူအများပြားကိုအလွဲတကူတပ်ဖြတ်နိုင်တဲ့ဆာမူရိုင်းစစ်တဲ့တော်တို့အထိလူသိများပါတယ်သူတို့ဟာ Lupin ကိုအောင်မြင်စွာကေထုတ်နိုင်ခဲ့ပြီးရဲတွေရဲ့မြင်ကွင်းထဲကနေချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်သူတို့ထွက်ပြေးလွတ်မြောက်လာချိန်မှာတော့ Lupin ဟာရွှေရောင် diary ကိုခိုးယူတဲ့နေရာမှာသူ့ကိုကူညီပေးဖို့တငယ်ချင်းတွေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူတို့ကတော့ကူညီဖို့စိတ်ဝင်စားကြပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ diary ကတန်ဖိုးကြီးရတနာတစ်ခုစီလမ်းညွှန်ပေးမယ်ဆိုတာဟာအချိန်ကုန် Lupin ရကြုံမနဲ့တဲ့မှားယွင်းတဲ့သတင်းချက်လက်ပဲဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်နေကြလို့ပါ။အဲ့ဒီအခါ Lupin ကသူ့တယောက်ထဲသာဒီ diary ကိုရှာတွေ့ခဲ့ရင်ရတနာအားလုံးကိုသူတဦးတည်းပဲသိမ်းပိုက်မှာဖြစ်ကြောင်းပြောခဲ့ပြီးမြဲသူတို့ကတော့ဂရုမစိုက်ကြပါဘူး။အဲ့ဒီနောက်မှာတော့ဇက်အိမ်ဟာပါမောက္ခလမ်းပတ်နဲ့ Jared တို့ရဲ့မိအောက်ခန်းစီရုတ်တရက်ရောက်ရှိသွားပြီးအဲ့ဒီမှာသူတို့ဟာသူတို့ရှိမှရှိတဲ့တော့တူဘက်ကိုအသုံးပြုပြီး diary ကိုဖွင့်ဖို့စူးစမ်းနေကြတာကိုမြင်တွေ့ရပါတယ်။တော့တူဘက်ကိုအသုံးပြုပြီးဖွင့်ဖို့စူးစမ်းခဲ့ကြပြီးမြဲဘာမှဖြစ်မလာခဲ့ပါဘူး။လက်တီရှာဟာ diary ကိုခိုးယူဖို့စူးစမ်းတဲ့ mission ကြာရှုံးသွားခဲ့တာကြောင့်အရန်ကိုစိတ်ပြက်ပြီးသူမရဲ့တိုက်ခန်းကိုပြန်လာခဲ့ပါတယ်အခုဆိုရင်လူတိုင်းကသူမကိုတခိုးတယောက်လိုမြင်နေကြပြီဖြစ်လို့သူမဟာစိတ်မကောင်းဖြစ်ပြီးစိုးရိမ်ပူပန်နေပြီပါတယ်သူမငိုတော့မယ့်အချိန်မှာပဲ Lupin ဟာဘဲကမှမသိရုတ်တရက်ပေါ်လာပါတယ် Lupin ဟာသူမရဲ့တိုက်ခန်းကိုဘယ်လိုရှာတွေ့တယ်လဲဆိုတာဇဝေဇဝါဖြစ်နေတဲ့လက်တီရှာကို Lupin ဟာသူမရဲ့ဖက်နှက်မှာသူတက်ဆင်ထားတဲ့ခြေရာကန်ဇက်လေးကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီနောက် Lupin ဟာသူမရဲ့ရှေးဟောင်းသူတေသနာပညာရှင်တယောက်ဖြစ်ချင်တဲ့စိတ်အားထက်သန်မှုကိုသိရှိသွားပြီးသူ့ရဲ့ရွှေရောင်အဆောင်လက်ဖွဲ့လေးကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီမှာပဲကျွန်တော်တို့ဘာကိုသိလိုက်ရတယ်လဲဆိုတော့အဲ့ဒီအဆောင်လက်ဖွဲ့ဟာသူ့အဖိုးကပေးခဲ့တဲ့ရွှေရောင် diary တော့ရဲ့နောက်ထပ်တစ်ဝက်ဖြစ်နေတာကိုကျွန်တော်တို့သိလိုက်ရပါတယ်လက်တီရှာက Lupin ကိုအဝတ်စားလဲနေတုန်းခဏဆောင်ခိုင်းထားပြီးသူမရဲ့အဖိုးပါမောက်ကလန်ဘတ်တီကြောင့်သိလိုက်ရသူစီကိုလျှို့ဝှက်ဖုံးဆက်လိုက်ပါတယ်
လူပန်ဟာသူမရဲ့တိုက်ခန်းထဲမှာရောက်နေပြီး diary တို့ရဲ့ဂျန်နဲ့တဝက်လည်းရှိနေကြောင်းသူမကအဖိုးဖြစ်သူကိုပြောပြလိုက်ပါတယ်အဲ့ဒီအခါလမ်ဘက်ကသူတို့ရဲ့သဘောတူညီမှုကိုချက်ချင်းအသစ်ပြန်လုပ်ပြီးအကယ်၍သူမသာလူပန်နဲ့တော့တဝက်ကိုပါတခါတည်းခေါ်ဆောင်လာနိုင်ရင်သူမရဲ့အိမ်မက်ဖြစ်တဲ့ Boston ရှိဟန်သူတေသနာကျောင်းတက်ခွင့်ရအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါကြောင့်လက်တီရှာဟာအဖိုးဖြစ်သူခိုင်းတဲ့အတိုင်းလုပ်ဖို့ကြတယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးသူမဟာလူပန်ကို diary ရှိတာရာဇဝတ်ကုန်တိုင်းတွေရဲ့ပုံအောင်ရနေရာစီသွားဖို့ဖြောင်းပြားနားချနိုင်ခဲ့ပါတယ်သူမဟာရှေးဟောင်းသူတေသနာပညာရှင်တစ်ယောက်ဖြစ်တာကြောင့် Eclipse လို့ခေါ်တဲ့ယရနာရဲ့သမိုင်းကြောင်းကိုသိချင်တယ်လို့အကြောင်းပြခဲ့ပြီးအပြန်အလှန်အနေနဲ့သူ့လိုအပ်တဲ့သတင်းအချက်လက်အားလုံးကိုကူညီပေးမယ်လို့ပြောခဲ့ပါတယ်သူမဟာလူပန်ကိုရာဇဝတ်ကုန်တိုင်းတွေရဲ့စခန်းစီခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာပဲလက်တီရှာဟာဇက်လန်အစမှမြင်တွေ့ခဲ့ရတဲ့ပါမောက်ခလမ်းဘက်ကြောင်းကားမောက်ပြီးမိဘတွေတိတ်ဆုံးခဲ့ရတဲ့အဲ့ဒီကလေးငယ်လေးဖြစ်နေတာကိုကျွန်ုပ်တို့သိလိုက်ရပါတယ်။ဒါရီကြောင့်မိဘတွေတိတ်ဆုံးခဲ့ရတာဖြစ်ပေမဲ့သူမကိုယ်တိုင်ကတော့ဒီအကြောင်းကိုဘာမှမသိရှာပါဘူး။သူတို့နဲ့အမြင်အောက်ခန်းလေးကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့အခါမှာတော့ diary နဲ့ကြံတဲ့တဝက်ကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။တောနှစ်ခုစလုံးကိုတုံးပြီး diary ကိုဖွင့်လိုက်တဲ့အခါမှာတော့ဒီယရနာဟာ Eclipse လို့ခေါ်ကြောင်းနဲ့၎င်းဟာမက္ကဆီကိုမြောက်ပိုင်းကပျောက်ဆုံးနေတဲ့မြို့တစ်မြို့မှာစွန့်ပစ်ထားခဲ့တဲ့စွမ်းအင်ထုတ်ဆက်တစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်လက်တီရှာကလူပန်ကိုတနက်နဲ့ချိန်လိုက်တာကြောင့်သူဟာထောင်ချောက်ထဲကိုခေါ်ဆောင်ခံပြီးဆိုတာလူပန်တယောက်ရိမ့်မိသွားပါတယ်။ဒါပေမဲ့သူကတော့ဘာမှမဖြစ်တယ်လို့အေးဟေးဆေးဆေးပဲနေပြပြီ။ လူပင်ဟာ Jared နဲ့ Lambert တို့လက်ထဲကိုအသားတကြီးပဲအဖမ်းခံလိုက်ပါတယ်လူပင်ကိုရာဇဝတ်သားရဲ့အချင်းထောင်ထဲမှာပိတ်လောင်ထားခဲ့ပြီးအဲ့ဒီမှာပဲသူ့လိုပဲသူတို့ကိုလှည့်ဆောက်ဖို့ကြိုးစားရင်းအဖမ်းခံထားရတဲ့ဝါရင်ဒုခုမလေးဖူဂျီကိုနဲ့ဆုံတွေ့ခဲ့ပါတယ်ယိုဒီယက်ဖူဂျီကိုဟာအဆောင်ကိုတူမအနားရောက်လာအောင်ပါပါနက်နက်နဲ့ဆွဲဆောင်ပြီးစက္ကန့်ပိုင်းအတွင်းမှာလည်းအဆောင်ကိုအပြစ်ရှင်းကထွက်ပြေးဖို့အခွင့်အရေးယူလိုက်ပါတယ်သူမဟာလူပင်လွတ်မြောက်ဖို့အတွက်တော့တချောင်းချန်ထားခဲ့ပြီးလင်းရင်စည်းနဲ့ထွက်ပြေးသွားပါတယ်လူပင်ဟာ diary ကိုပြန်ယူဖို့လေရင်ပေါ်မှာတိတ်ပစိတ်လိုက်ပါသွားစင်မှာပဲ Jared နဲ့ Lambert တို့ရဲ့ပြောစကားကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့ Eclipse ဆိုတာအလွန်အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်ပြီး diary ကတော့အဲ့ဒီလက်နက်ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့ညွှန်ကြားချက်တွေမှာကူညီပေးနိုင်တယ်ဆိုတာပါပဲသူတို့ဟာဘာလင်ကြာဆုံးချိန်မှာတေးချင်းရောင်ဆောင်ပြီးတောင်အမေရိကကိုထွက်ပြေးသွားတယ်လို့သတင်းထွက်နေတဲ့ Adolf Hitler ကိုလည်းလိုက်ရှာနေကြပါပဲသူတို့ဟာ Eclipse ကိုအသုံးပြုပြီး Third Reich Nazi Empire ကိုပြန်လည်အသက်သွင်းဖို့စီစဉ်နေကြတာပါ Jared နဲ့ Lambert တို့ဟာ Letitia တယောက်သူတို့စကားတွေကိုနားထောင်နေတာကိုသတိပြုမိသွားကြပါတယ်သူမက Eclipse ဟာဘာကြောင့်လက်နက်တစ်ခုဖြစ်နေရတာလဲဆိုတာကိုသူတို့ကိုမေးခွန်းထုတ်တဲ့အခါမှာတော့ Eclipse နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေပေါက်ကြားမှာစိုးတာကြောင့် Jared ကတခြားရွေးချယ်စရာမရှိပဲသူမကိုလေရင်ပေါ်ကနေတွန်းချလိုက်ပါတော့လေလေရင်ပေါ်ကနေတွန်းချခံလိုက်ရတဲ့သူမကိုမြင်လိုက်တဲ့လူပင်ဟာလည်းသူမကိုကယ်တင်ဖို့အတွက်လေရင်ပေါ်ကနေချက်ချင်းခုန်ချလိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးတာကသူတို့နှစ်ယောက်စလုံးမှာလေထီးပါမလာခဲ့ပါဘူးသူတို့နှစ်ဦးစလုံးမြေပြင်ပေါ်ပြူးကျပြီးတေဆုံးတော့မယ်ဇဲစင်းမှာပဲဖူဂျီမိုဟာလေရင်တစည်းနဲ့ဘဲကမှမသိရုတ်တရက်ပေါ်လာပြီးလူပင်နဲ့လက်ထီးရှာတို့ကိုကယ်တင်လိုက်ပါတယ်Jared နဲ့ Lambert ရဲ့လက်ပါစီတွေဟာလေရင်ကိုစတင်ပစ်ခတ်ကြတာကြောင့်လေရင်ပြတ်ကျသွားခဲ့ပေမဲ့လူပင်ရဲ့အဝတ်ဝင်တွေဖြစ်တဲ့ဂျီကန်နဲ့ကိုဝေမွန်တို့ဟာအချိန်မီရောက်လာပြီးသူတို့ကိုဘေးအန္တရာယ်ကနေကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့စီးလာတဲ့ကားဟာ Jared ရဲ့လက်ပါစီတွေရဲ့စက်တနနဲ့ပစ်ခတ်မှုကြောင့်ပျက်စီးသွားတဲ့အခါအခြေအနေဟာပိုပြီးဆိုးရွားသွားပါတော့တယ်။ Jared ရဲ့လက်ပါစီတွေရဲ့စက်တနတန်းကြောင့်သူတို့စီးလာတဲ့ကားပျက်စီးသွားပြီးအဖွဲ့သားအားလုံးဒဲကန်တာယာထဲမှာဘာမှလုပ်စရာမရှိအောင်တောင်းတင်သွားပါတော့တယ်။အဲ့ဒီအခါမှာတော့လူပင်ဟာသူ့ကိုဖမ်းဖို့ဆိုရင်ကမ္ဘာဘဲနေရာမှာမဆိုလိုက်လာမဲ့သူတယောက်ကိုဖုံးဆက်ခေါ်လိုက်ပါတယ်။အဲ့ဒီလူကတော့စုံတောက်ဇနီကာတာပဲဖြစ်ပါတယ်။ဇနီကာတာဟာလူပင်စီကအဆက်အသွယ်ရတာနဲ့သူ့ရဲ့အဖွဲ့နဲ့အတူလူပင်ရှိတာနေရာကိုချက်ချင်းရောက်လာပြီးဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့လူပင်ရဲ့လက်ခွက်ထဲမှာပဲပြန်လဲအရေးနှိမ့်သွားပြီးလူပင်ကစုံတောက်ရဲ့အင်တာပိုရဟဲ့ရင်ကိုအသုံးပြုကသူ့အဖွဲ့သားတွေနဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။စုံတောက်ဇနီကာတာကလည်းသူတို့နောက်ကိုလိုက်လံဖမ်းဆီးတာမှာရဟဲ့ရင်ပြန်တက်သွားတဲ့အခါသူတို့မှတခြားရွေးချယ်စရာမရှိတော့ပါဘူး။တခြားရွေးချယ်စရာမရှိတော့ပဲသူ့ကိုလူပင်ကိုဖမ်းဆီးဖို့သာအာရုံစိုက်ခဲ့ကြပါတယ်။လူပင်ကပါမောက်ခလမ်ဘတ်နဲ့ Jared တို့ဟာကမ္ဘာနေရာအနှံ့ပြားကိုဖျက်ဆီးဖြစ်နိုင်စွမ်းရှိတဲ့ Eclipse ဆိုတဲ့လက်နက်ကြီးကိုရရှိတော့မယ့်အကြောင်းစုံတောက်ကြီးကိုရှင်းပြခဲ့ပါတယ်။စုံတော်ကြီးအနေနဲ့လူပင်လောခိုးသားတယောက်နဲ့ပူးပေါင်းလုပ်ဆောင်ဖို့တွန်းဆုတ်နေခဲ့ပေမဲ့လမ်ဘတ်နဲ့ Jared တို့ရဲ့အမှုဟာပုံမကြီးမားတဲ့ရာဇဝတ်မှုထင်တာကြောင့်လူယုံမာတွေကိုဖမ်းဆီးပြီးသူတို့ရဲ့ယုံမာတဲ့အစီအစဉ်တွေကိုတားဆီးဖို့အတွက်လူပင်တို့အဖွဲ့နဲ့ပူးပေါင်းဖို့နောက်ဆုံးမှာဆုံးဖြတ်လိုက်ပါတယ်။သူတို့ဟာခဏနားဖို့နဲ့ feeling တွေကိုဖမ်းဆီးဖို့အစီအစဉ်ဆွဲနေတော့လူပင်ဟာလက်တီရှာနဲ့တွေ့ဆုံခဲ့ပါတယ်။လက်တီရှာဟာသူမရဲ့အဖို့ကသူမပေါ်ဘယ်လိုတောင်ဒီလိုအရာမျိုးလုပ်ရတယ်လဲဆိုတာကိုအရန်ကူဇဝေဇဝါဖြစ်ပြီးစိတ်ရှုပ်ထွေးနေရှာပါတယ်။အဲ့ဒီမှာပဲလူပင်ကသူမဟာတကယ်တော့ပါမောက္ခဘရက်ဆုံရဲ့ညီအရင်ဖြစ်ကြောင်းနဲ့သူမရဲ့အဖို့ဖြစ်ဟန်ဆောင်နေတဲ့ပါမောက္ခလမ်ဘတ်ဟာတကယ်တော့သူမရဲ့မိဘတွေကိုတတ်ခဲ့သူဖြစ်ကြောင်းဖွင့်ပြလိုက်ပါတယ်။လမ်ဘတ်ဟာ diary နဲ့ Eclipse ကိုရကုန်တတ်တာသူမကိုမွေးစားခဲ့တာဖြစ်ပါတယ်။ဒါအပြင်လူပင်ဟာသူ့ရဲ့အဖို့အာဆင်လူပင်အထီးကလည်းပါမောက္ခဘရက်ဆုံကို Eclipse ရှာဖွေရမှာကူညီခဲ့သူဖြစ်ကြောင်းသိရှိသွားပါတယ်။ဒါပေမဲ့သူဟာဒီအရာကလက်နဲ့စိုးကြီးထင်မှန်သိသွားတာကြောင့်မကောင်းတဲ့သူတွေလက်ထဲမရောက်အောင် diary ကိုဖျောက်ဖျက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒီထက်ပိုပြီးအံ့ဩဖို့ကောင်းတာကတော့လူပင်ဟာသူတို့စီကနေ diary ကိုတိတ်တဆိတ်ပြန်ခိုးယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဆက်အိမ်ဟာမက္ကဆီကိုမြောက်ပိုင်းကိုရောက်ရှိသွားပြီးအဲ့ဒီမှာ Jared နဲ့ Lambert တို့ဟာ Eclipse ရှိတဲ့နေရာကိုရှာတွေ့သွားတာကြောင့်ဂူထဲကိုဝင်ရောက်သွားကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဂူထဲကထောင်ချောက်တွေကြောင့်သူတို့ရဲ့အစီအစဉ်ဟာထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ဒီထောင်ချောက်တွေကိုကြော်ဖြတ်ပြီး Eclipse ကိုပိုင်းဆိုင်နိုင်ဖို့အတွက်တခုတည်းသောနီလန်က diary ကိုအသုံးပြုဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့မှတခြားရွေးချယ်စရာမရှိတော့ပဲဘီလင်းတွေထွက်ခွာသွားတာနဲ့လူပင်နဲ့သူ့အဖွဲ့သားတွေဟာဂူထဲကိုဝင်ရောက်သွားကြပါတယ်။ Jared နဲ့ Lambert တို့ Eclipse ဝင်ကျင်းကန်နိုင်အောင်တားဆီးထားတာဟာထောင်ချောက်တွေကြောင့်ဆိုတာကိုသိသွားတဲ့အခါသူတို့ဟာ diary တွေကညွှန်ကြားချက်တွေကိုအသုံးပြုပြီးထောင်ချောက်တွေကိုပိတ်ပင်နိုင်မဲ့လျှို့ဝှက်စကားဝတ်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာနောက်ထပ်ထောင်ချောက်တစ်ခုရှိနေပါသေးတယ်။ဒီတစ်ချိန်မှာတော့လျှို့ဝှက်စကားဝတ်နဲ့ပတ်သက်တဲ့အရေးအမျိုးကို diary ထဲမှာရှာမတွေ့တော့တာကြောင့်သူတို့ရဲ့တစ်ခုတည်းသောအစီအစဉ်ကတော့ထ
ထောင်ချောက်တွေထဲကပြစ်ခတ်မှုတွေကိုရှောင်တင်းပြီးအတွင်းထဲကနေထောင်ချောက်ကိုပိတ်ပစ်ဖို့ကလွှဲလို့တခြားနည်းလမ်းမရှိတော့ပါဘူးဒါကိုလုံနိုင်တဲ့တူဒီသောစုကတော့လူပင်ပဲဖြစ်ပါတယ်လူပင်ဟာထောင်ချောက်ထဲကပြစ်ခတ်မှုအားလုံးကိုကျွမ်းကျင်စွာရှောင်တင်းနေတာကိုတွေ့ရပြီးဒါဟာလူပင်တယောက်ခိုးယူမှုတွေမှာဘလောက်တောင် professional ဆန်တယ်လဲဆိုတာကိုအဖွဲ့သားတွေအားလုံးအံ့ဩတွားကြပါတယ်သူ Eclipse ဆက်ရှိရာကိုနောက်ဆုံးမှရောက်ရှိသွားတဲ့အခါမှာတည်းဒါဟာ Lambert နဲ့ Jared တို့ရဲ့အားစာကလေးကကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ချက်မှလူပင်သိလိုက်ရပါတယ်သူတို့ကလူပင်တို့ကိုအသုံးချပြီး Eclipse စီသွားရလမ်းကြောင်းကအတအစီအားလုံးကိုဖယ်ရှားခိုင်းခဲ့တာပါအခုတော့ Villain တွေဟာသူတို့နောက်ကိုတနတ်တွေနဲ့ချိန်ပြီးရောက်ရှိလာတာကြောင့်လူပင်တို့အဖွဲ့ဟာ Daisuke Jigen နဲ့ Goemon Ishikawa တို့ဟာ Eclipse အားယတနာမဟုတ်ပဲလက်နက်တစ်ခုဖြစ်နေမှသိလိုက်တဲ့အခါအရန်ကိုဒေါသထွက်သွားကြပါတယ်သူတို့အတွက်ဘာတန်ဖိုးမှမရှိတဲ့လက်နက်တစ်ခုအတွက်အသက်ဆုံးခဲ့ရတာကိုလူပင်ကကြိုတင်အကြောင်းမကြားခဲ့လို့ဆိုပြီးအပြစ်တင်ကြပါတယ်Lambert နဲ့ Jared တို့ဟာလက်တီရှာကိုဓာစာဟန်အဖြစ်ခေါ်ဆောင်သွားပြီး Eclipse ဆက်ကိုအသက်သွင်းကမြေပြင်ပေါ်ကိုပြန်လဲတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူပင်နဲ့သူ့အဖွဲ့သားတွေကလေရင်တစီနဲ့သူတို့ရှိကနေပိတ်ဆို့ထားပြီးထွက်ပြေးလို့မရအောင်တားဆီးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Daisuke Jigen ကသူ့ရဲ့လက်ဖြောင်းစနိုက်ပါစွမ်းရည်ကိုအသုံးပြုပြီးလေရင်ရဲ့ပန်ကာတွေကိုပြစ်ခတ်ဖျက်ဆီးလိုက်တယ်လို့ Goemon Ishikawa ကလည်းသူ့ရဲ့မယုံကြည်နိုင်စရာကောင်းလာတဲ့ဓာတ်တိုင်းစွမ်းရည်နဲ့လေရင်အတောင်ပန်တွေကိုနှစ်ပိုင်းပြအောင်ပိုင်းချလိုက်ပါတယ်။ဒါကြောင့်လေရင်ဟာပြတ်ကျတော့မဲ့အခြေအနေကိုရောက်သွားပေမဲ့ Lambert က Eclipse ကိုအသုံးပြုပြီးရေကယ်ဗင်ပုံစံအတောင်ပန်တွေကိုဖန်တီးကလေရင်ကိုပြန်တန်းဆီးခဲ့ပါတယ်။ဒါအပြင် Lambert ဟာ Eclipse ရဲ့စွမ်းအင်ကိုအသုံးပြုပြီးထူးဆန်းတဲ့စွမ်းအင်လိုင်းတစ်ခုကိုထုတ်လွှတ်ကလူပင်နဲ့သူ့အဖွဲ့သားတွေကိုတပ်ပစ်လိုက်ပါတယ်။သူတို့အလုံးတေဆုံးသွားပြီလို့ယူဆလိုက်တဲ့ Lambert က Eclipse ရဲ့အလုံးအမြင့်အစွမ်းထပ်ပုံကိုမြင်တွေ့သွားတဲ့နောက်ဒါကိုသူ့တဦးတည်းပိုင်ဆိုင်ဖို့ဆုံးဖြတ်လိုက်က Diary ကိုမီးရှို့ဖျက်ဆီးပစ်ပါတယ်။သူဟာ Lambert ဟာကဘာကြီးကိုချိန်ဖြောက်ပြီးသူ့ကိုအုပ်စိုးသူအနစ်ဖြစ်လက်ခံလာအောင်လုပ်ဖို့ Eclipse ရဲ့စွမ်းအားကိုအသုံးပြုဖို့စီစဉ်ပါတယ်။ဒီအခါမှာတော့သူ့အပေါ်တစ္ဆာဖောက်တယ်လို့ခံစားလိုက်ရတဲ့ Jared က Lambert ကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။လူငယ်ဖြစ်တဲ့ Jared ကအသက်ကြီးနေပြီဖြစ်တဲ့ Lambert ကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်။တစ်ဖက်မှာလည်း Letitia ဟာ Eclipse ကိုထိန်းချုပ်ဖို့ကြိုးစားနေတာကိုမြင်တွေ့ရပါတယ်။ Jared ကသူမကိုရက်ချက်မို့ပြောပြီးမရရင်တပ်ပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့သူမက Eclipse ကိုပိတ်ပစ်ဖို့ဆက်လက်ကြိုးစားနေတာကြောင့် Jared ကသူမကိုတနက်နဲ့ပြက်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲ Lambert ကသူမကိုစားကြီးစံကိုဝန်ခံပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Lambert ဟာ Letitia ကိုမေးပါဝဲကိဟာကနေတွားရောက်ခေါ်ယူခဲ့စဉ်ကပုံရိပ်အနောင် flashback တစ်ခုကိုမြင်တွေ့ပြီး second ပိုင်းအတွင်းမှာပဲသူ Lambert တေဆုံးသွားတာဟာသူဘလောက်ပဲရုံမှာကောက်ချစ်တဲ့သဘာဝရှိပါစေ။ Letitia အပေါ်မှာတော့တကယ်ပဲ view ဆိုင်မှုရှိနေတဲ့ကြောင့်ပြသလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူ Hitler ကိုရှာတွေ့ပြီးဖြစ်ကြောင်း Jared စီဖုန်းဝင်လာပါတယ်။ Jared ဟာချက်ချင်းပဲ Letitia နဲ့ Eclipse ကိုယူဆောင်ပြီး Hitler နဲ့တွေ့ဆုံဖို့ဂျာမနီကိုသွားပါတော့တယ်။သူဂျာမနီကိုရောက်တဲ့အခါ Adolf Hitler နဲ့တကယ်ပဲဆုံတွေ့ရပြီး Eclipse ရဲ့စွမ်းဟောက်ရဲ့အကြောင်းရှင်းပြပါတယ်။ Adolf Hitler လိုမျိုးရက်စက်တဲ့လူသက်သမားတရားလက်ထက်ကိုဒီလောက်စွမ်းအားကြီးရဲ့လက်နက်မရောက်စေခြင်းနဲ့ Letitia ဟာသူ့ကိုတနက်နဲ့ပြတ်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမဟာလူသက်သမားတရားမဟုတ်တာကြောင့်မပြည့်ရဲ့ပဲဖြစ်နေချိန်ပါပဲ။ Adolf Hitler က Letitia ကိုတပ်ပစ်ဖို့သူ့ရဲ့လက်ပါစီတယောက်ကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ Letitia ကိုအသက်ခံရဖို့ခေါ်ထုတ်သွားတဲ့သူဟာတကယ်တော့ Jared ရဲ့လူယုံကြည်ရုပ်ဖြတ်ထားတဲ့ Daisuke Jigen ဖြစ်နေပါတယ်။ပိုပြီးစိတ်လှရှားဖို့ကောင်းတာကတော့လူပင်ရဲ့အဖွဲ့သားအားလုံးအသက်ရှင်နေကြဆဲသူပြီးသူတို့ဟာ Jared ရဲ့စကန်နဲ့ကိုကြိုတင်ထိုးဖောက်ဝင်ရောက်ကတူးချင်းစီရဲ့အမကန်စွမ်းရည်တွေကိုအသုံးပြုပြီး Villain တွေအားလုံးကိုနှိမ်နင်းထားပြီးသားဖြစ်နေတာပါ။တစ်ဖက်မှာလည်း Jared ဟာ Hitler ကို Eclipse ရဲ့စွမ်းဆောင်ရည်တွေကိုစမ်းသပ်ပြဖို့စစ်ရှိရနေရာကိုခေါ်သွားပါတယ်။ဒါပေမဲ့ဟာတာဖြစ်စရာကောင်းတာကအဲ့ဒီနေရာမှာရှိနေတဲ့သူဟာ Hitler အစ်စ်မဟုတ်ပဲ။ဒါပေမဲ့အဲ့ဒီလူဟာ Hitler မဟုတ်ပဲလူပင်ဖြစ်နေပြီး Adolf Hitler ဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကလေးကတေဆုံးသွားခဲ့ပြီဖြစ်ကြောင်းနဲ့ Jared ဟာဘယ်လောက်တောင်ဦးကြောင်းနိုင်တယ်လဲဆိုတာကိုလှောင်ပြောင်ပြောလိုက်ပါတယ်။ဒေါသတကြီးနဲ့ Jared ကလူပင်ကိုတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲမှာ Jared အရင်နှင်းသွားတဲ့အခါလူပင်ဟာ Eclipse ဆက်ကိုအသုံးပြုပြီး Micro Black Hole အသေးစား green တစ်ခုကိုဖန်တီးကစူးစမ်းရုန်းကန်နေတဲ့ Jared ကိုအပြစ်ရှင်းလိုက်ပါတယ်။လူပင်ကတော့ဆွဲငင်အားthiênကိရာကိုအသုံးပြုပြီးအချိန်မီလွတ်မြောက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Letitia နဲ့ romantic sense နဲ့စကားပဲအကြအိပ်ပြောဆိုပြီးနောက်လူပင်ဟာသူမကိုနောက်ဆုံးနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ဒါအပြင်သူမရဲ့အိမ်မက်ဖြစ်တဲ့ Boston ကရှေးဟောင်းသူတေသနအကြောင်းကိုတက်ရောက်ခွင့်ရစေမယ့်အထောက်အထားစာရွက်စာတမ်းတွေကိုသူမလက်ထဲအနှင်းခဲ့ပါတယ်။လူပင်ထုတ်ခွာသွားတာနဲ့တပြိုင်နက်လူပင်ကိုဖမ်းဆီးဖို့အမြဲတမ်းနောက်ယောင်ခံလိုက်နေတဲ့စုံတော်ကြီးဇနီးကတာတယောက်ထုံးစံအတိုင်းပေါ်လာပြီးထပ်မံလိုက်လံဖမ်းဆီးတာနဲ့ဒီစကားလေးဟာပြီးဆုံးသွားခဲ့ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အကယ်လို့တင်ဟာ animation စကားတွေကိုနှစ်သက်တယ်ဆိုရင်ဒီ channel ကို subscribe လုပ်ထားပြီးဆက်လက်ကြည့်ရှုပေးကြပါဦး။အားလုံးပဲတာယာသွင်းနေလေးဖြစ်ပါစေ။ Bye bye